နိဝရဏတရားကိုဖယ်ရှားခြင်းတရားဒေသနာတော်နိဝရဏတရားကိုဖယ်ရှားခြင်းနိဝရဏဆိုတာဒီအတွက်အဖြစ်တော့ကမေသန္တာပြဘာဒထိနာမေတ္တာဥဒိစ္စကုက္ကုစဝိသိကိစ္စလို့ခေါ်ပါရှိတယ်သို့တော့အစုလိုက်တွေ့တဲ့အခါနိဝရဏတရား၅ပါးလို့ပဲပြောတယ်ထိနာမေတ္တာကိုနှစ်ခုကိုပေါင်းထားတယ်ဥဒိစ္စကုက္ကုစနှစ်ခုကိုလည်းပေါင်းထားတယ်အဲ့ဒါပေါင်းပြီးပြောရင်နိဝရဏတရား၅ပါးခုစီခွဲလိုက်တဲ့အခါကျတော့ခုနှစ်ခုအလုပ်ဆိုရအဲ့တော့ဘုရားဟောတဲ့တရားတွေထဲမှာအဓိကစိတ်ကိုဥတည်ဟောတာတွေပဲဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေ့ကြံပြောဆိုမှုတွေဟာစိတ်ကအခြေခံတာဖြစ်တယ်စိတ်ထဲမှာဖြစ်ပေါ်ပြီးတော့မှနှုတ်ကထုတ်ပြောတာကိုယ်တွေလည်းလုပ်ကြတာဖြစ်တယ်အဲ့တော့စိတ်ကိုထိတ်မှုစိတ်ကိုတန်ရှင်းစေရအောင်လုပ်ဖို့ဆိုတာအရေးကြီးလိုအပ်တယ်ရှုခဏတန်ရှင်းတာကအရေးတော့ကြီးမပါဘူးဆိုရင်ရှုခဏညစ်ပိတ်နေခြင်းအပြင်စိတ်ကိုလည်းညစ်ညူးစေနိုင်တယ်ပေါ့တော့အဓိကမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကစိတ်တွေဝိတုဒ္ဓိဒုက္ခတိပါတိကင်္ခာစိတ်ဖြူစင်နေလို့ရှိရင်လာကောက်တာကိုမျောနေနိုင်တယ်လူတယောက်ဟာစိတ်ကညစ်နွမ်းနေတယ်စိတ်ညစ်တဲ့အလူတွေပြောတယ်စိတ်ညစ်တာကိုပြောတာမဟုတ်ဘူးကိလေသာတွေဖြစ်တာကိုစိတ်ညစ်တာလို့ပြောတာနော်အရာတည်းမှပြောတယ်စိတ်ညစ်တာကတစ်မျိုးဒေါသဖြစ်တာကိုပြောတာစိတ်မချမ်းမသာဖြစ်တာကိုစိတ်ညစ်တယ်လို့ပြောတယ်ဒီနေရာမှာတော့စိတ်ပြောသည်ဖြစ်စေမပြောသည်ဖြစ်စေစိတ်ထဲမှာကိလေသာတွေဖြစ်ရင်စိတ်ညစ်တယ်လို့ပြောတာစိတ်တွေတန်ကိလေထေထုက္ကတိပါတိကင်္ခာစိတ်ကညစ်နွမ်းနေမဲ့ဆိုလို့ရှိရင်မကောင်းတဲ့အလားအလာတစ်ခုမျောလင်းနိုင်တယ်။ဘာတွေမကောင်းတာတော့ဆိုရင်စိတ်ညစ်နွမ်းနေတဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူရဲ့လှုပ်ဆောင်ချက်ကလည်းမကောင်းဘူး။ဘဝအခြေအနေလည်းမကောင်းဘူး။ဒီဘဝမှာသူပြောဆိုလုပ်ကိုင်မှုတွေကလည်းကောင်းစရာမရှိဘူး။နောက်ဘဝလည်းကောင်းစရာမရှိဘူး။ဒီလိုပြောတယ်နော်ဒုက္ခတိဆိုတာအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်ဒီကိုယ်စိတ်လေးကိုအဓိကထားပြီးတော့စင်ကြယ်တန်ရှင်းအောင်လုပ်ဖို့ရအဓိကကြတယ်လို့ပြောတယ်အဓိကကြတယ်လူတိုင်းဟာကိုယ်စိတ်ကိုနိုင်ကြလားအစမနိုင်ကြဘူးမနိုင်တာဘာလို့ဆိုကိုယ်စိတ်ထဲမှာကိလေသာတွေရဲ့လွှမ်းမိုးမှုခံရလို့ရှိရင်ထိုကိလေသာတွေရဲ့ချုပ်ချယ်အုပ်စီးမှုကြောင့်လူတွေအားကောင်းတဲ့စိတ်တွေပျောက်သွားတယ်မကောင်းတဲ့စိတ်တွေဝင်လာသည့်အတွက်ကြောင့်မကောင်းတဲ့လူတွေဖြစ်သွားတယ်နော်အဲ့ဒီတည်းမှာစိတ်ကိုညစ်ညူးစေတဲ့တရားတွေထဲမှာကိလေသာ7ပါးလို့ဆိုတာလေစိတ်ရဲ့ညစ်ညူးစေတဲ့တရားတွေအခုပြောတဲ့နိဝရဏဆိုတာလေစိတ်ကိုညစ်ညူးစေတဲ့တရားတွေပဲအဘိဓမ္မာအရအကုသိုလ်စေတသိက်14မျိုးဆိုတာအဲ့ဒါလည်းစိတ်ကိုညစ်ညူးစေတဲ့အရာတွေကြီးပဲအဲ့14မျိုးတည်းကအခုနိဝရဏဆိုတဲ့နာမည်နဲ့ဟောတဲ့အစိုးတရား5မျိုးအဲ့ဒါကိုဒီနေ့ပဒနာယူကြရအောင်မြတ်စွာဘုရားဟောတဲ့
တတိပဌာန်တရား၄ပါးထဲမှာဓမ္မနုပတနာဓမ္မကိုရှုမြင်သုံးသပ်ခြင်းဆိုတဲ့ပဲဒါခန္ဓာခန္ဓာအနေနဲ့ပါတယ်နိဝရဏတရားကိုခန္ဓာခန္ဓာအနေနဲ့ဟောတာဖြစ်တယ်အဲ့တော့စတင်မှတ်သားဖို့ရပါတော့ဆိုနိဝရဏရဲ့အဓိပ္ပာယ်ပထမမှတ်ရမယ်ဒါပါဠိစကားဖြစ်တယ်နိဝရဏဆိုတာတော့ဝရဏဆိုတာပိတ်ဆို့တယ်နိဝရဏဆိုတာပိတ်ဆို့နော်ပိတ်ဆို့မှုပိတ်ဆို့နေတယ်ဆိုလို့ရှိရင်ပုံမှန်မဖြစ်ဘူးလေစဉ်းစားကြည့်ပေါ့မြို့ရဲရွာရဲမှာရေမြောင်းနေပိတ်ဆို့နေတယ်ဆိုရင်ရေစီးရေလာမကောင်းတော့ပိတ်ဆို့နေတယ်ထို့တူပဲကိုယ့်ရဲ့စိတ်ဟာဒီတရားတွေဖြစ်ပေါ်နေတာပိတ်ဆို့နေတာအဲ့ဒီပိတ်ဆို့နေရင်ဘာဖြစ်လဲအသိဉာဏ်မဖြစ်ဘူးကုသိုလ်စိတ်တွေမဖြစ်ဘူးလို့ပြောတယ်ကုသိုလ်စိတ်တွေရှောရှုရှုဖြစ်ဖို့ရအတွက်ဒီအပိတ်ဆို့တွေမရှိဘူးလို့ပေါ့ရှင်းပြကုသိုလ်မဖြစ်နိုင်ပိတ်ဆို့တာကုသိုလ်စိတ်မဖြစ်နိုင်ဘူးဆိုတာဒီနိဝရဏတွေကပိတ်ဆို့ထားရင်ကောင်းတဲ့စိတ်လည်းမဖြစ်နိုင်ဘူးနောက်ပြီးတော့ကုသိုလ်ဆိုတဲ့မဲ့ဒါနကုသိုလ်လည်းမဖြစ်နိုင်ဘူးသီလကုသိုလ်လည်းမဖြစ်နိုင်ဘူးဘာဝနာကုသိုလ်လည်းမဖြစ်နိုင်ဘူးကုသိုလ်စိတ်တွေကိုပိတ်ဆို့တာဒါကြောင့်မို့ဒီနိဝရဏတရားနိဝရဏဆိုတာပိတ်ဆို့တဲ့စိတ်ကိုမိပြီးတော့ဖြစ်ပေါ်လာတဲ့အရာတွေပဲဖြစ်တယ်နော်စိတ်ဆိုတာဟာပင်ကိုအပြည့်ဆိုရင်လူရဲ့တဏ္ဍာမှာအမြဲတမ်းဖြစ်နေတဲ့စိတ်ရှိတယ်တခါတည်းမှဖြစ်တဲ့စိတ်ရှိတယ်အမြဲတမ်းစိတ်ဖြစ်နေတဲ့စိတ်ကိုဘဝင်စိတ်လို့ခေါ်တယ်နော်အဲ့ဒီဘဝင်စိတ်ကအမြဲတမ်းလို့ဖြစ်နေတယ်ဝိသိစိတ်မဖြစ်တဲ့အခါမှသူဖြစ်တယ်ဝိသိစိတ်ဖြစ်နေရင်တော့သူကခိတ္တကနာပြတ်တော့သွားတယ်သို့တော့အဲ့ဒီဘဝင်ကစိတ်ဆိုတဲ့စိတ်ဟာပရိသေစိတ်ကစလာတဲ့စိတ်ပဲအစဆုံးနံပါတ်1ကိုပရိသေလို့ခေါ်လိုက်ပြီးတော့နံပါတ်2ကစပြီးတော့သုတိစိတ်လူတွေဟာမွေးတာလဲဘဝင်စိတ်နဲ့ပဲမွေးတယ်အိတ်တာလဲဘဝင်စိတ်နဲ့ပဲအိတ်တယ်သေတော့လဲဘဝင်စိတ်နဲ့ပဲသေတယ်ဘဝင်စိတ်ရဲ့အာယုံဘဝမှာအသစ်ဖြစ်လာတဲ့အာယုံမဟုတ်ဘူးလွန်ခဲ့တဲ့ဘဝမှာကိုယ့်ရဲ့အတိတ်ဘဝကောင်းတဲ့စိတ်နဲ့ဒီကနေ့မှာဒီကနေ့စောတဲ့ဇောကိုပရဏတဏ္ဍဇောလို့ခေါ်တယ်အဲ့ဒီဇောကုသိုလ်ဇောဖြစ်ဖို့လိုတယ်ပေါ့အဲ့ဒီကုသိုလ်ဇောဖြစ်လိုက်တဲ့အခါမှာအဲ့ဒီဇောဆုံးတဲ့နောက်ပိုင်းမှာသုတိစိတ်ဆိုတာဖြစ်လာတာအဲ့တော့အနိကဆုံးဖြတ်ပြီးသွားတာဖြစ်တယ်ဒါကြောင့်မို့ကမ္မနိမိတ်တာဒီနှစ်ခုဟာဓမ္မဒီကနေ့မှာပေါ်လာတတ်တယ်နောက်တစ်ခုကတော့ကမ္မနိမိတ်တာမပေါ်ဘူးဆိုရင်မပေါ်တတ်တော့ဆိုလူတွေဟာအိမ်မက်မက်တယ်လို့ပဲနေ့စဉ်ကိုယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာတွေရဲ့ဖန်တီးမှုကြောင့်ကုသိုလ်ကံရဲ့ဖန်တီးမှုကတစ်ခုအကုသိုလ်ကံရဲ့ဖန်တီးမှုကတစ်ခုဒီကနေ့မှမျောသွားတဲ့အချိန်မှာပါတွေ့တတ်တော့ပါတွေ့ရတတ်တော့ဆိုကုသိုလ်စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကဒီငယ်စောနဲ့မျောနေတဲ့အခါမှာအိမ်မထမ်းမှလို့တိုက်အိမ်ကြီးကိုတွေ့ရတယ်အဲ့ဒီတိုက်အိမ်ကြီးကိုတက်သွားရတယ်ပန်းဥယျာဉ်ကြီးတွေတွေ့တယ်အဲ့ဒီဥယျာဉ်နဲ့ရောက်သွားတယ်အဲ့လိုမဟုတ်လို့ရှိရင်လူနဲ့ကြီးတွေကဆွဲခေါ်သွားတယ်သူ့ကိုမိဖို့ကြီးတဲ့တွန်းချခံရတယ်သူ့ကိုနှိပ်စက်မဲ့လူတွေကလာဖမ်းတယ်ဆိုတာအဲ့လိုမျိုးတွေမြင်တတ်တယ်မဟုတ်ရင်လည်းတောတွေတောင်တွေမြင်တတ်တယ်ရေဘိုးရအပြင်ပြောလို့ဆိုရင်တောတွေတောင်တွေတယောက်တည်းမှာအဖော်မဲ့တောတဲ့တောင်နဲ့ရောက်နေဆိုပြိတ္တာဖြစ်တတ်တယ်အဲ့လိုမဟုတ်ပဲနဲ့ကိုဟာနွားတွေကြရောက်သွားတယ်စိတ်တွေကြရောက်သွားတယ်ကြွဲတွေကြရောက်သွားတယ်
တေကဏီမှာစိတ်ထဲမှာအိမ်မက်မဲ့သူတို့ခံစားရအဲ့ဒီလူကကြွယ်သွားဖြစ်တာပဲခွေအုပ်ကြတဲ့ရောက်တိုင်းခွေဖြစ်မှာပဲအဲ့ဒါသိကြနေတေကဏီဖြစ်အဲ့ဒါကြတော့ခတိနမိတ်လို့ခေါ်တယ်မိတော့နေမြင်နေပြီဆိုရင်အဲ့ဒါကိုရဲသွားမှာပဲသိကြကိုယ်ဆွဲခေါ်သွားတယ်နှိမ့်ဆက်တဲ့ဒါငရဲသွားတဲ့နမိတ်တွေပဲအဲ့ဒါလို့ဆိုတယ်ပေါ့နော်အဲ့တော့ကံရဲ့ကမ္မနိမိတ်တာရဲ့ခတိနိမိတ်တာရဲ့၃မျိုးရှိတယ်အဲ့ဒီပရိသေစိတ်ဆိုတာအဲ့ဒီနိမိတ်ကိုအဲ့ဒီအာယုံကိုယူထားတဲ့စိတ်ကိုပြောတာယူပြီးတော့အဲ့ဒီစိတ်နဲ့ဖြစ်တယ်တဘဝလုံးလည်းပဲပရိသေစိတ်နဲ့အလားတူဘဝင်စိတ်တွေဆိုတာလည်းပဲမသိခင်ကထင်ပေါ်လာတဲ့အတိုင်းပဲပေါ်နေတယ်နောက်ဆုံးသုတိစိတ်ကြလဲဒါလည်းပဲသိတယ်အဲ့ဒါတဘဝမှာတူညီတယ်ပေါ့အဲ့ဒါကိုမှတ်ရမှာတော့ပရိသေဘဝင်သုတိဆိုတဲ့ဒီစိတ်သုံးခုသည်ကံကမ္မနမိတ်ကတိနမိတ်ဆိုတဲ့အာယုံသုံးမျိုးတွေကတစ်ခုပဲအာယုံပြုတယ်လို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော်ဒါစတဲ့တဲ့ခါကျအဲ့လိုပဲတင်တာအဲ့တော့ तू ကပြောင်းလဲလို့မရဘူးအခုပြောင်းလဲလို့ရမှာပါတော့စောစိတ်ကိုတတိထားစောစိတ်ဒီကုသိုလ်သောအကုသိုလ်သောနှမျိုးရှိတယ်ယန္နာပုဂ္ဂိုလ်ကြတော့ကရိယာသောရှိတယ်ကုသိုလ်ယန္နာကြတော့ကရိယာသောဆိုတာဖြစ်တယ်ပုရုဇဉ်ကြတော့ကုသိုလ်သောအကုသိုလ်သောနှမျိုးရှိတယ်နော်ယန္နာကြတော့ကုသိုလ်လို့မခေါ်တော့ကရိယာလို့ခေါ်လိုက်တာဒါထားတမ္မာပုရုဇဉ်ပုဂ္ဂိုလ်တွေကတော့ကုသိုလ်နဲ့အကုသိုလ်နှစ်ခုရှိတယ်ကိုယ်စိတ်အစဉ်နဲ့မှာအာယုန်တစ်ခုပေါ်မှာကုသိုလ်ဖြစ်တာရှိတယ်အကုသိုလ်ဖြစ်တာရှိတယ်အဲ့ဒီလိုဖြစ်တဲ့အခါမှာပရိသေဘဝင်စိတ်တို့ကတော့သွားကြည့်ဘဝင်စိတ်ဆိုတာပင်ကိုယ်ကလေးကစင်ကြယ်နေတာဘာလို့စင်ကြယ်တာတော့ဆိုကုသိုလ်နဲ့လည်းတွဲတာမဟုတ်ဘူးအကုသိုလ်နဲ့လည်းတွဲတာမဟုတ်ဘူးအဲ့တော့ဒီအခုပြောတဲ့နိဝရဏတွေကြတော့စိတ်ရဲ့အညစ်အကြေးလို့ခေါ်တယ်ဒါမို့စာပေကျမ်းကမှာစေတသောဥပကိလေသေစိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့တရားတွေစိတ်ထဲမှာသူတို့ဝင်လာလို့ရှိရင်စိတ်ဟာအရောက်မတော့တော့ဥပကိလေသာစိတ်ကိုနှိပ်စက်တယ်စိတ်ကိုညှဉ်းနှွမ်းစေတယ် mental defilement စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တယ်ဖြူစင်မှုတွေပြက်ပြဲသွားတယ်စိတ်ဟာညစ်သွားတယ်ကိုယ်ဝတ်ထားတဲ့အဝတ်ကလေးကညစ်သွားရင်ဖွင့်လို့ရစိတ်ဟာလည်းပဲထို့တူရဲ့ညစ်သွားလို့ရှိရင်ကောက်တာလည်းပြင်လို့ရတယ်မပြင်မဲ့ထားရင်အဲ့ဒီစိတ်ညစ်ကမကောင်းတာတွေပဲဖြစ်ကုန်တယ်ဆက်တက်ပြီးတော့မကောင်းတာတွေကတိုးပွားလာအဲ့ဒီပဲစိတ်ရဲ့အညစ်အကြေးဆိုတာအဟုသုစိတ်14ခုနောက်တစ်ခါကိလေသာ7ပါးအခုပြောတဲ့နိဝရဏတရားနော်စိတ်ရဲ့အညစ်အကြေးတွေလို့ခေါ်တယ်အဲ့ဒါတွေဖြစ်ရင်ကိုယ်စိတ်အကျဉ်းနှွမ်းနေပြီလို့သာမှတ်ပြီးတော့ကဲအဲ့ဒီတော့စေတသောဥပကိလေသေစိတ်ရဲ့အညစ်အကြေးနောက်ပြီးတော့ပညာယဒုပ္ပလိကရဏီအဲ့ဒီအရေးပေါ်လာလို့ရှိရင်အသိပညာလည်းအားနည်းသွားတယ်သိပညာစွမ်းဆောင်မှုမပေးနိုင်တော့နော်စိတ်ကညှဉ်းနှွမ်းသွားအဲ့ဒါကြောင့်မို့လို့တရားဓုတရားမြတ်ရဖို့ရကြတော့ဒီနိဝရဏကိုရှင်းရမှာမရှင်းလို့မရဘူးမတတိဝရဏတုတ်ပါဆိုလို့ရှိရင်ဝိနည်းယလောကိအဘိဇာဒေါမနတအဘိဇာနဲ့ဒေါမနတကိုဖယ်ရှားပြီးတော့တတိဝရဏတရားပွားပါဆိုပွားရင်ဖယ်ရှားနေဒီနိဝရဏတွေကိုဖယ်ရမှာအဲ့ဒီတည်းပဲအဓိကနံပါတ်1နဲ့နံပါတ်2ကဲအဲ့တော့နိဝရဏတရားတွေအကြောင်းကိုပြောရအောင်ကိုယ်တဏ္ဍာဖြစ်လာလို့ရှိရင်အဲ့မှာသတိဝရဏတုတ်ပါမြတ်စွာဘုရားကိုယ်တဏ္ဍာမှာနိဝရဏရှိသလားဆိုတာလည်းသိရမယ်တဲ့မရှိဘူးဆိုတာလည်းသိရမယ်တဲ့နော်မဖြစ်သေးတဲ့နိဝရဏဘာကြောင့်ဖြစ်လာလဲဆိုတဲ့အကြောင်းကိုလည်းသိရမယ်ဖြစ်ပြီးသားနိဝရဏတွေကိုဘယ်လိုဖယ်ရှားရမယ်ဆိုတာလည်းသိရမယ်တဲ့ဘယ်လိုဖယ်ရှားရင်အပြည့်တိုင်ဖယ်ရှားတယ်ဆိုတာလည်းသိရမယ်၅ချက်နိဝရဏရှိရင်ရှိတယ်လို့သိရမယ်မရှိရင်မရှိဘူးလို့သိရမယ်
မဖြစ်သေးတဲ့နိဝရဏဘာကြောင့်ဖြစ်တယ်ဆိုတာသိရမယ်ဖြစ်ပြီးသားနိဝရဏဘယ်လိုပဲရှာမယ်ဆိုတာသိရမယ်နောက်ဆုံးတစ်ခုကတော့ဘယ်လိုဖယ်ရှားမှနောက်ထပ်မပေါ်တော့ဘူးအပြိတဖယ်ရှားတာဖြစ်တယ်ဒီချက်လည်းသိရမယ်ငါအချက်အဲ့ဒါမှသတိပဋ္ဌာန်တော့ဟောတာနော်ဓမ္မနုပဒနာအခါမှာအဲ့တော့ဒီမှာတော့အကျဉ်းချုပ်ပြောပြမယ်နံပါတ်1ကကာမိသန္တနိဝရဏနော်ကာမိသန္တဆိုတာအိဋ္ဌအယုတ်နဲ့ပတ်သက်လာပြီလိုချင်စရာအာယုတ်ကိုခံစားခြင်းနဲ့နှစ်သက်တွေ့တာတဲ့တဏှာလောဘကိုခေါ်တာကာမဆိုတာလိုချင်စရာအာယုတ်ဘာတွေတော့မျက်စိတွေပါနှစ်သက်စရာအာယုတ်နားကြားရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နှမ်းရှူရတဲ့နှစ်သက်စရာအနံ့ခန္ဓာကိုယ်လျှာနဲ့ထိတွေ့ရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထီးတွေ့ကောင်းတာရှိတယ်မကောင်းတာရှိတယ်အဲ့ဒီကောင်းတဲ့ဟာဆိုလို့ရှိရင်လူတွေဘာဖြစ်လဲကောင်းတဲ့အပေါ်ပါနော်ကောင်းတဲ့အပေါ်ပါသူကလောဘဖြစ်တာအဲ့လောဘဖြစ်လိုက်ပြီဆိုရင်အဲ့ဒီလောဘအသည့်စိတ်ကိုညှဉ်းနှွမ်းသွားစေတယ်မှုံဝါသွားစေတယ်ဥပမာမယ်မှန်ကြည့်လို့ဆိုရင်မှန်ကိုမှုံဝါသွားပြီဆိုလို့ရှိရင်မှန်ကြည့်လို့ရှိရင်ရုပ်ပုတ်ဝါပြီးပြမှာမဟုတ်ဘူးအဲ့ဒါလိုပဲဒီကာမိသန္တာဆိုတဲ့ကာမအာယုတစ်ခုကိုလူချင်းတက်မဲ့တဲ့တဏှာကလွှမ်းမိုးလာပြီစိတ်ကိုချုပ်ခိုင်းတာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာနော်ကုသိုလ်ဖြစ်ဖို့ခက်သွားပြီသူကလွှမ်းမိုးထားတယ်ကာမဂုဏ်အာယုစိတ်တွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်လူချင်းမှုတွေလွှမ်းမိုးထားသည့်အတွက်ကြောင့်သူဟာစိတ်ကအညစ်နှွမ်းသွားတယ်ညစ်နှွမ်းသွားသည့်အတွက်ကြောင့်အသိပညာဆိုတာထိုးဖောက်ပြီးတော့မဖြစ်နိုင်တော့ဘူးအာယုံကိုအမှန်သိနိုင်တာမရှိတော့ဘူးအဲ့ဒါကတစ်ခုနော်အဲ့တော့ဒီကာမိသန္တာဟာဘာကြောင့်ဖြစ်တာကာမိသန္တာဆိုတာနှစ်သက်စရာအာယုန်ဒီပေါ်မှာနှစ်သက်တွေ့တာတဲ့တဏှာလောဘရာဂအဲ့ဒါကိုခေါ်တာကာမသန္တာတခါတခါသန္တာလို့သုံးမယ်လို့ရိုးရိုးသန္တာနဲ့မတူဘူးဒါကာမိသန္တာလို့ပြောတာရိုးရိုးသန္တာကကုသိုလ်လုပ်ချင်တာကောင်းတဲ့သန္တာရှိတယ်နော်ကုသိုလ်လုပ်ချင်တဲ့ဥစောင့်ခြင်းနဲ့တရားထိုင်ခြင်းနဲ့ဒါတွေကကောင်းတဲ့သန္တာအဲ့ဒါလောဘမဟုတ်ဘူးသန္တာဆိုတိုင်းလောဘမဟုတ်ဘူးသန္တာဓိပတိသန္တာတပြုရိကတာတပ္ပတာကောင်းတဲ့သန္တာတွေအများကြီးရှိတယ်ဆိုလိုတာကတွဲဖက်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ရမယ်သန္တာလိုချင်တာဟုတ်တယ်ကောင်းတာလုပ်ချင်မှကောင်းတဲ့သန္တာမကောင်းတာလုပ်ချင်တဲ့သန္တာကြမကောင်းတဲ့သန္တာလို့ပြောမယ်နော်ဒီနေရာမှာရှေ့ကကာမိသန္တာလို့သုံးထားသည့်အတွက်ကြောင့်နှစ်သက်စရာအာယုန်တွေကိုလိုချင်တဲ့တဏှာအဲ့ဒါကိုကောင်းတယ်အဲ့တော့ဒီကာမိသန္တာဆိုတဲ့နိဝရဏတရားဟာပိုးပေါ်ကကြာလာတာလားသူ့ဟာသူဖြစ်တာလားအကြောင်းမဲ့ဖြစ်တာလားမဟုတ်ဘူးအကြောင်းရှိတယ်ဘာကြောင့်ဖြစ်ရတာလဲအကြောင်းကိုရှာခုနကဘာသတိပဋ္ဌာန်တော့ဘာကာမိသန္တာဘာကြောင့်ဖြစ်တယ်ဆိုတာသိရမယ်အဲ့ဒါမြတ်စွာဘုရားဒီသုတ္တမှာဟောထားတော့ဟောတော့သူပနိမိတံအာယောနိတောမနတိကရောတောအနုပ္ပန္နောစေဝကာမိသန္တောဥပ္ပိသတိဆိုလိုတာသူပနိမိတနှစ်သက်စရာအာယုအိဋ္ဌာယုကိုကြိုက်တဲ့ဟာကိုကြိုက်တဲ့အာယုနော်ကိုကြိုက်တာနဲ့တွေ့ပါလူကလောဘဖြစ်တာလေမကြိုက်တာနဲ့တွေ့ရင်မဖြစ်ဘူးလေနော်အဲ့ဒီကြိုက်တဲ့အာယုံမဲ့ဖြစ်အောင်တော့နှလုံးသွင်းမှားမှဖြစ်တယ်နှလုံးသွင်းမှန်ရင်မဖြစ်ပြန်ဘူးယောနိသောမနတိကာရသ wise attention အသိပညာနဲ့စဉ်းစားသုံးသပ်နိုင်လို့ရှိရင်တော့မဖြစ်ဘူးဆိုလိုတာကအိဋ္ဌာယုံလူချင်းစရာကောင်းတဲ့အာယုံနဲ့တွေ့လာပြီးတော့အဲ့ဒီအာယုံပေါ်မှာနှလုံးသွင်းမှားတယ်နှလုံးသွင်းမှားတဲ့ဆိုအမှန်တိုင်းမသိနိုင်ပဲနဲ့အမှန်တိုင်းမသိပဲနဲ့လောဘဖြစ်မဲ့အနေထားမျိုးရအောင်လှလိုက်တာကောင်းလိုက်တာဆိုတဲ့အတွေ့တွေ့လိုက်လို့ရှိရင်လောဘဖြစ်လာမယ်အဲ့ဒါပြောတာအဲ့ဒါကိုအာယောနိသောမနတိကာရလို့ခေါ်တယ်
နော်မာရွင်နဲ့နှလုံးသွင်းမှုအဲ့တော့သူပတိပိဋ္ဌလို့ဆိုတဲ့အိဋ္ဌာယုံကိုတတိအတိကင်းပြီးတဲ့အခါမှာနှစ်သက်စရာအဖြစ်တွေ့တော်လိုက်တာနဲ့တပြိုင်တည်းကာမိဆန္ဒမဖြစ်သေးတဲ့ကာမိဆန္ဒတွေဖြစ်လာတယ်ဖြစ်ပြီးသားကာမိဆန္ဒတွေတိုးပွားသွားတယ်မဖြစ်သေးဖြစ်လာမယ်ဖြစ်ပြီးတိုးသွားမယ်ဒါကိုဆိုလို့အဲ့တော့အကြောင်းပဲဖြစ်တာမဟုတ်ဘူးအိဋ္ဌာယုံပေါ်မှာနှလုံးသွင်းမှားလို့အိဋ္ဌာယုံပေါ်မှာအသိပညာကင်းပြီးတော့တွေးပြီးလို့တတိလက်လွတ်ဖြစ်သွားတယ်ရူပံဒိဋ္ဌဝတတိမုဋ္ဌာအစင်းအာယုံကိုမြင်လိုက်တဲ့အခါမှာတတိကလွတ်သွားတယ်လွတ်သွားတဲ့အခါမှာခုနနှစ်သက်တဲ့ဘာကစိတ်ကဝင်လာခဲ့တယ်နော်သူမဝင်အောင်နှလုံးသွင်းအောင်မှန်ရမယ်နှလုံးသွင်းမှန်ရမယ်အဲ့ဒီလိုနှလုံးမသွင်းနိုင်လို့ရှိရင်ခုနလောဘဆိုဝင်လာဒါကာမိဆန္ဒသည်ဘာကြောင့်ဖြစ်တာတော့လို့ပြီးလို့ရှိရင်အိဋ္ဌာယုံကိုမသိမတင်နှလုံးသွင်းပြီးလို့မသိမတင်လက်ခံပြီးလို့ဖြစ်သွားတာမသိမတင်ဆိုတာတတိနဲ့ပညာနဲ့ကြည်တာမဟုတ်ပဲနဲ့လောဘနဲ့ကြည်တာကိုပြောတာနော်အိဋ္ဌာယုံကိုလောဘနဲ့ကြည်လိုက်လို့ရှိရင်မဖြစ်သေးတဲ့ကာမိဆန္ဒဖြစ်လာမယ်ဖြစ်မဲ့ကာမိဆန္ဒလည်းပို့တိုးတက်လာမယ်ဒါဖြင့်သူ့ကိုဘယ်လိုဖြောက်ရဖြစ်လာလို့ရှိရင်အဲ့ဒီကာမိဆန္ဒကိုဘယ်လိုဖြောက်ရမလဲဆိုအတုပနိဗ္ဗိတယောနိတောမနတိကရောတောအနုပ္ပန္နောစေဝကာမိဆန္ဒောနှုတ်ပစ္စတိဥပ္ပန္နောသကာမိဆန္ဒောပဟိယတိအဲ့တော့ဖြစ်လာလို့ရှိရင်ဘာနဲ့ဖြောက်ရမလို့ဆိုရင်အတုပနိဗ္ဗိတခုနတော့ကနှစ်သက်စရာကောင်းနေဆိုတဲ့တတိလွတ်ပြီးတော့တွေးတဲ့အတွေးအခုကသေသေးချာချာစဉ်းစားလိုက်တဲ့အခါကျတော့တကယ်နှစ်သက်စရာမဟုတ်ဘူးနော်အစစ်မှန်ကိုတွေးပြီးသွားတာမြတ်စွာဘုရားကမာဂဏီနဲ့တွေးတဲ့ချာဘာပြောတော့ဆိုအပေါ်ရကြည့်ရင်မာဂဏီဆိုတာအလုံးချောအလုံးလှအပေါ်ရကြည့်ပဲဆိုရင်ချောမောလှပတဲ့မိန်းကလေးတယောက်သို့တော့မြတ်စွာဘုရားအဲ့ဒီချောရလာတာတွေကိုမကြည့်ပဲနဲ့ဘာကြည့်လိုက်တော့ဒုက္ခနာကိုယ်ထဲမှာဘာရရှိတော့ဆိုတာကြည့်လိုက်တဲ့အခါကျတော့မုဒ္ဒကရိတပုဏ္ဏရွံ့စရာအတိကျင်ကြီးကျင်ငယ်တွေနဲ့ပြည့်နေတယ်ဆိုအဲ့ဒါတော့ကြည့်တာလေအဲ့တော့ယောနိသမနတိကရလို့ခေါ်တာပဲဘယ်ဟာပဲပြည့်ကြည့်လို့ရတယ် beauty is skin deep ဆိုတာလာတဲ့စာပေါ်ရလိမ့်မယ်အတွင်းကိုကြည့်ရင်လာတာဆိုမရှိဘူးအဲ့ဒါကြောင့်မို့လို့အတုပနိမိတ်တာရှင်စရာတွေကိုစဉ်းစားလိုက်မတင်တယ်တာတွေကိုစဉ်းစားလိုက်တတိနဲ့အတိနဲ့စဉ်းစားဆင်ញင်လိုက်လို့ရှိရင်ဖြစ်လာတဲ့ကာမိဆန္ဒကိုလည်းဖယ်လို့ရတယ်နော်ဖြစ်လာတဲ့ကာမိဆန္ဒကိုမဖြစ်သေးတဲ့ကာမိဆန္ဒကိုလည်းမဖြစ်စေဘူးဖြစ်လာပြီးရင်လည်းဖယ်ရှားပြလို့ရတယ်ဖယ်ရှားတဲ့အခါမှာအခိုက်အတန့်ဖယ်ရှားတာကတစ်မျိုးနော်အဲ့ဒါကိုတရေငါဘာဟာနာအခိုက်အတန့်ဆိုတာစဉ်းစားတဲ့အချိန်လေးပါပျောက်သွားတယ်ခက်ကြကြဖယ်ရှားတာကျတော့တပါတိနဲ့ဖယ်ရှားတာနောက်မနဲ့ဖယ်ရှားတာကျတော့အကျွမ်းမဲ့ဖယ်ရှားတာဖိုးနဲ့ဖယ်ရှားကြတာထပ်မှန်နဲ့ညီဝတ်တော့လုပ်တာနိဗ္ဗာန်ဆိုတဲ့ဒီနေတရဏဘာဟာနာဆိုတာလည်းဖယ်ရှားတာကြတော့နိဗ္ဗာန်ဆိုလောဘရှင်လွတ်သွားတယ်ဒီလည်းဖယ်ရှားအဲ့လိုဖယ်ရှားခြင်း၅မျိုးရှိတယ်တတိငါဘာဟာနာဝိက္ခမနာဘာဟာနာသမုစေရဘာဟာနာပฏิပတ္တိဘာဟာနာနေတရဏဘာဟာနာဆက်နေသွားတာနော်အဓိကတော့အဲ့ဒီမှန်ကန်စွာနှလုံးသွင်းလိုက်လို့ရှိရင်တော့ပျောက်သွားမှာပဲအဲ့ဒါဝိပဿနာအသိနဲ့ဖယ်ရှားလိုက်တဲ့ငါပါနာသို့မဟုတ်တမာတိနဲ့ကိုယ်စိတ်ကိုဖြူစင်းနေအောင်တမာတိအာယုန်တစ်ခုနဲ့ထိန်းတာလို့ရှိရင်အဲ့စိတ်မပေါ်အဲ့ဒါကြတော့ဝိက္ခမနာမဲ့စိတ်နဲ့ဖြောက်လိုက်တာကြတော့ positive က negative ဖြစ်သွားတယ်နော် positive မဟုတ်တော့ negative ဖြစ်သွားတယ်အဲ့လိုဆိုလို့လည်းပေါ့
အဲ့တော့ကာမိဆန္ဒနိဝရဏဘာကြောင့်ဖြစ်တယ်ဘယ်လိုဖယ်ရှားရမယ်ဆိုတာကိုမြတ်စွာဘုရားဒီတုတ်တယ်ဟောကြားတာဖြစ်တယ်ထို့တူပဲပြပါဒဒုတိယကပြပါဒအခုပထမကကာမိဆန္ဒဆိုတာလောဘပြပါဒဆိုတာဒေါသလူကမကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်ဒေါသဆိုဖြစ်တယ်နော်ဒေါသဆိုဖြစ်တယ်ကိုမလို့ခြင်းတဲ့အာယုန်နဲ့တွေ့ရင်အနိဋ္ဌာယုန်နဲ့တွေ့ရင်ဒေါသဖြစ်လာအဲ့ဒီအနိဋ္ဌာယုန်နဲ့တွေ့တာတခုတည်းကြောင့်လားလို့ဆိုမဟုတ်ဘူးအာယတိတမနတိကရာတတိလွတ်ပြီးတော့စေသမှုမှာယွင်သွားတယ်နော်စေသမှုမှာယွင်သွားပြီးတော့ငါမကြိုက်တဲ့ဟာသို့မဟုတ်တစ်ချိန်တုန်းကဖြစ်လာတဲ့ရန်ညှိုးပုဂ္ဂိုလ်တယောက်နဲ့တွေ့တယ်ဆိုရင်မကျေနပ်တဲ့အချက်တွေကိုကြည့်ပြီးဒေါသဖြစ်မှာပဲအဲ့ဒီပဋိပြပါဒဆိုတဲ့နော်ဒုတိယနိဝရဏဖြစ်လာနိုင်တယ်ပေါ့မဖြစ်သေးရင်အဲ့ဒီအနိဋ္ဌယုတ်ပေါ်မှာအတွေးချော်လွဲမှားပြီးတော့ဒေါသနဲ့စဉ်းစားလို့ရှိရင်ဒေါသဖြစ်လာမှာပဲအဲ့ဒါဆိုရင်မဖြစ်သေးတဲ့ပြပါဒနိဝရဏဟာဖြစ်လာမယ်ဖြစ်ပြီးသားပြပါဒနိဝရဏတို့တဲ့ပွားပြလာဒါဖြင့်ပြောင်းအောင်မှနဲ့လုပ်အောင်လို့ဆိုမေတ္တာပွားနော်မေတ္တာပွားလို့ရှိရင်မဖြစ်သေးတဲ့ပြပါဒနိဝရဏလည်းမဖြစ်တော့ဘူးမဖြစ်သေးတဲ့ဒေါသဆိုတာလည်းမဖြစ်တော့ဘူးဖြစ်ပြီးသားဒေါသကိုလည်းဖယ်ရှားလို့ရသွားတယ်မေတ္တာနဲ့ပွားအောင်မယ်တော့အဲ့ဒီလိုသူဒီနဲ့သူဖယ်ရှားမှုကိုယ်တဏ္ဍာမှာဖြစ်လာပြီဆိုရင်ဒေါသဖြစ်လာရင်ဒါနဲ့ဖယ်ရှားမဖယ်ရှားပဲထားရင်ကိုယ်စိတ်ကအကျဉ်းနှံ့နေဖြစ်ကုန်မှာပဲနော်နောက်တစ်ခုကထိဏမိတ်တာထိဏမိတ်တာကဘာလို့ဝီရိယလျော့ပြီးတော့စိတ်ကတုံ့ဆုပ်နေတဲ့အခါထိဏမိတ်တာဖြစ်တယ်အဲ့ဒီတုံ့ဆုပ်ခြင်းအကြောင်းကဘာလို့ဆိုရင်ကုသိုလ်လုပ်တဲ့ပုံမှာမပြောတဲ့စိတ်ပြင်းတဲ့စိတ်နော်ထမင်းစားပြီးတော့ထမင်းစီရစ်တာတို့ပိုင်လေးတာတို့အဲ့ဒါလည်းပါတယ်ဒါတွေကတော့ဥပနိဒေအကြောင်းတရားတွေပေါ့အဓိကတော့နောက်ဆုံးကတော့စေတသောစာလိနတံဆိုတာစိတ်အားဆုပ်ယုပ်မှုကောင်းတဲ့အလုပ်ကိုလုပ်တဲ့အခါစိတ်မပါဘူးအိတ်ချင်လာတယ်ထိုင်မိုင်လာတယ်တော့ထမင်းစားပြီးလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်စေတသောလိနတဆိုတာစိတ်ရဲ့တုံ့ဆုပ်လာမှုစိတ်အားတက်ကြွမှုမရှိတာအဲ့ဒါမရှိတာဘာကြောင့်ဝီရိယလျော့နေသွားတာဆိုလိုတာကဝီရိယလျော့နေသွားအဲ့ဒီဝီရိယလျော့နေသွားပြီးစိတ်တုံ့ဆုပ်လို့ရှိရင်ထိဏမိတ်တာဆိုတဲ့နိဝရဏတရားဖြစ်လာတတ်တယ်တဲ့သူ့ကိုပယ်ဖို့ကြတော့ပါတော့စိတ်အားကိုတိုးမြင့်တဲ့လုံလဝီရိယနဲ့ပဲဖယ်ရမှာနော်ခုနစိတ်အားကိုတိုးမြင့်ပြီးကြိုးစားမယ်ဆိုရင်စိတ်ဓာတ်ကိုပြင်ပေးပြီးစိတ်အားတိုးမြင့်လိုက်တဲ့လုံလဝီရိယနဲ့ပဲအဲ့ဒီထိဏမိတ်တာကိုဖယ်ရှားလို့ရထို့တူပဲဥဒ္ဒစ္စကုက္ကုစဒါတွေကနှစ်ခုတွဲပြီးတော့ပြောတာဥဒ္ဒစ္စဆိုတာအာယုတစ်ခုရဲ့ပုံမှာစိတ်ကမငြိမ်ဘူးလွင့်ပြနေတယ်ကုက္ကုစဆိုတာပြုလုပ်ခဲ့တဲ့အမှားမလုံးမိတဲ့အကောင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်တာပုဂ္ဂတဲ့စိတ်တွေပေါ်နေတာငါမလုံးမိတာမှားလေခြင်းလုံးမိတာမှားလေခြင်းဆိုတဲ့ဟာမျိုးအဲ့ဒီဥဒ္ဒစ္စနဲ့ကုက္ကုစကလည်းတွဲဖက်ထားတာသူတို့ဟာဘာကြောင့်ဖြစ်တုံးဆိုလို့ရှိရင်စေတသောအဥပတ္တမသမထဝိပဿနာအကျင့်တရားတွေကကင်းလွတ်နေပြီးတော့စိတ်ကမငြိမ်ချမ်းဖြစ်နေတာဆိုလိုတာသမာဓိကင်းနေစိတ်ကမငြိမ်ချမ်းမငြိမ်သက်ဘူးအာယုန်တွေပေါ်မှာစိတ်ကလွတ်တယ်အဲ့ဒါကြောင့်မလို့ဥဒိစ္စကုက္ကုစပျောက်ဖို့ရကြတော့သမထကျင့်စဉ်တစ်ခုလုပ်ရမယ်ထွက်လေဝင်လေမှတ်ထားတော့ပါတော့အဲ့ဒါပြလို့ရမယ်နော်သမာဓိအာယုန်ဘုရားကိုအာယုန်ပြုတာတို့နောက်တကမေတ္တာဘာဝနာအာယုန်ပြုတာတို့တခုပေါ့ကမ္မနာအာယုန်တခုနဲ့စိတ်ကိုငြိမ်ဝအောင်လုပ်အောင်ဒါကြောင့်မို့အနုပတန္တာစိတ်တတ္တာစိတ်ဟာငြိမ်သက်မသွားဘူးဆိုလို့ရှိရင်မဖြစ်သေးတဲ့ဥဒ္ဒစ္စကုက္ကုစဖြစ်လာပဲတဲ့ဖြစ်ပြီးသားဥဒ္ဒစ္စကုက္ကုစတွေလည်းတိုးပွားလာမယ်အဲ့တော့စိတ်ကိုငြိမ်သက်အောင်လုပ်ဘာနဲ့ငြိမ်သက်အောင်လုပ်မလို့ဆိုကမ္မနာအာယုန်တခုနဲ့တမာတိရအောင်ကြိုးစား
အဲ့ဒါပြောသမာဓိနဲ့ဥဒ္ဒဇကုသကိုဖယ်ရှားအဲ့ဒါမှဒီနိဗ္ဗာန်လွတ်ကမ္မထန်ထိုင်တဲ့အခါမှာဒီဥဒ္ဒဇတို့ကုက္ကုသတို့ဒုက္ခပေးတတ်တယ်ပေါ့ဒါကြောင့်မို့သမာဓိရအောင်ကြိုးစားနောက်ဒါကြောင့်မို့ဥပတ္တန္တစိတ်တတာငြိမ်သက်သွားပြီဆိုရင်ဥဒ္ဒဇကုသမဖြစ်တော့ဘူးသူဖြစ်မငြိမ်သက်လို့စိတ်တမငြိမ်သက်လို့ဖြစ်တာစိတ်ငြိမ်သက်သွားပြီသမာဓိမရလို့ဖြစ်တာသမာဓိရရင်မဖြစ်တော့ဘူးဒီလိုဆိုလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ခုကဝိသိကိစ္စဝိသိကိစ္စဆိုတာတန်တရာသူ့ရဲ့အဓိပ္ပာယ်ကိုပြောမယ်ဆိုရင်ဝိသိဆိုတာစဉ်းစားတာကိစ္စဆိုတာပင်မနာစဉ်းစားလိုက်တဲ့အခါမှာဆုံးဖြတ်မပေးနိုင်လို့ဟိုလိုဒီလိုဖြစ်နေတာမဆုံးဖြတ်နိုင်လို့ပင်မသွားတာမဆုံးဖြတ်နိုင်တာကိုပဲပင်မနာလို့ပြောတာနော်ချီတုံချတုံဖြစ်ဝိသိနန္တတကိစ္စတန်တရားလို့ပြောကြတယ်တန်တရားဆိုတာမဆုံးဖြတ်နိုင်တဲ့အချက်တစ်ခုပဲလေအကောင်လားအဆိုးလားမဆုံးဖြတ်နိုင်အဲ့တော့ဝိသိကိစ္စဆိုတာကိုလုံးနေတဲ့အလုံးနဲ့ပတ်သက်တာတို့ဖရာတရားတန်ခါနဲ့ပတ်သက်တာတို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတန်တရားဖြစ်တယ်အဲ့ဒီတန်တရားဖြစ်တာဆိုတဲ့ဝိသိကိစ္စဖြစ်နေလို့ရှိရင်ကုသိုလ်ရဖို့လည်းမဖြစ်နိုင်တော့ဘူးစိတ်ရဲ့အညစ်အကြေးတစ်ခုပဲနော်စိတ်ရဲ့အညစ်ပညာလည်းပဲအားနည်းသွားတယ်အဲ့တော့ဝိသိကိစ္စဘာကြောင့်ဖြစ်တာတော့ဆိုလို့အာယောနိသောမနတိကာရကြောင့်ဖြစ်တာအာယောနိသောမနတိကာရဆိုတာအမှန်မစင်စားနိုင်တာနော်အမှန်မစင်စားနိုင်တာ wise unwise attention တတိပညာလွတ်သွားတယ်မှားတဲ့အတွေ့အထိဝင်လာတာတတိပညာကင်းမဲ့တဲ့စဉ်းစားမှုနဲ့စဉ်းစားပြီးလို့ရှိရင်ဝိသိကိစ္စတူပွားလာတယ်အဲ့တော့သူ့ကိုဗာတဲ့ဖယ်ရှားတော့ဆိုရင်ယောနိသောမနတိကာရနဲ့ဖယ်ရှားစာလို့ပြောမယ်ဆိုရင်ဝိသိကိစ္စဘာကြောင့်ဖြစ်လဲအာယောနိသောမနတိကာရကြောင့်ဖြစ်တယ်မသိမတင်နှလုံးသွင်းတာမသိမတင်နှလုံးသွင်းတယ်ဆိုတာကိုယ့်ရဲ့အတွေးမှားနေတာပြောတယ်ဥပမာအနိစ္စဖြစ်ခဲ့တာနဲ့နိစ္စလို့သွားတွေးမိနေအမှန်မသိတာနော်ဒုက္ခဖြစ်ပါလေဒုက္ခလို့သွားတွေးမိတယ်အတုပါဖြစ်ပါလေသူပါလို့သွားတွေးမိတယ်လွဲမှားတဲ့အတွေးတွေကိုဆိုလို့လေပေါ့ဒါကိုယောနိသမစိတ်ထဲမှာထားလို့မနတိကာရလို့ပြောတာမနတိကာရဆိုတာစိတ်ကိုဥဆောင်လိုက်တာပဲတူတူပဲဒါပေမဲ့အတွေးနဲ့ခက်ဆက်တယ်ပေါ့နော်ပြောမယ်ဆိုရင်အတွေးသဘောမျိုးပဲစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခြေအနေအဲ့တော့အာယောနိသောမနတိကာရရှိလို့ရှိရင်ဝိသိကိစ္စဖြစ်တယ်အဲ့ဒါကိုယောနိသောမနတိကာရအတွေးမှန်နဲ့ပြန်စဉ်းစားပြီးအသိဉာဏ်ရှိလာပြီဆိုရင်တော့ဝိသိကိစ္စပြောင်းတယ်အဲ့တော့ယောနိသောမနတိကာရဆိုတာစဉ်းစားတာပညာလည်းပါတယ်တတိလည်းပါတယ်အလုံးချုပ်မုံပြီးတော့ပြောတဲ့စကားတစ်ခုဘုရားရဲ့တရားတော်တွေထဲမှာယောနိသောမနတိကာရနဲ့အာယောနိသောမနတိကာရယောနိသောမနတိကာရဆိုတာသိအရေးကြီးတာရှေကေစီကုသလဓမ္မသဗ္ဗေတိယောနိသောမနတိကာရဘုရားကိုယ့်ရင်ထဲမှာကုသိုလ်ဖြစ်တာယောနိသောမနတိကာရကြောင့်ဖြစ်တာကိုယ့်ရင်ထဲမှာအကုသိုလ်ဖြစ်ရင်အာယောနိသောမနတိကာရကြောင့်ဖြစ်တာအဲ့ဒါပုံသေးစကားပဲနော်ပုံသေးစကားပဲမင်းဟာစိတ်နဲ့သုံးသပ်မှုလွဲပါနေတယ်စိတ်ထားလွဲနေတယ်ဆိုရင်အကုသိုလ်ပဲစိတ်ထားမှန်တယ်ဆိုရင်ကုသိုလ်ဖြစ်မှာပဲအဲ့တော့ပြောတာအဲ့တော့ဒီနိဝရဏတရားတွေဟာဘာကြောင့်ဖြစ်တယ်ဖြစ်လာရင်ဘယ်လိုဖယ်ရှားရပဲဆိုတာကိုဒီတုတ်တန်လေးတွေမှာမြတ်စွာဘုရားဟောတာဖြစ်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ထဲမှာနိဝရဏတရားတွေဖြစ်လာပဲဆိုဥပမာကာမိသနာဆိုတဲ့ကာမဂုဏ်အာယုခံစားခြင်းနဲ့လောဘလားသို့မဟုတ်ကိုမကြိုက်တဲ့အရာပေါ်မှာဒေါသလားဒေါသဖြစ်တာလားကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့စိတ်တွေအာမတက်တာလားကုသိုလ်ကောင်းမှုလုပ်ဖို့ရစိတ်မပါတာလားနောက်တစ်ခုကကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ကမငြိမ်သက်တာလားသမာဓိတွေအားနည်းနေတာလားဆိုဖြစ်လာနောက်တစ်ခုကကိုယ်ဟာအတွေးလွဲမှားနေတာလားတတိအတိလွဲမှားနေသလားတတိအတိမှန်ကန်သလားအဲ့ဒီပေါ်မှာပုတ္တိပြီးတော့ဒီနိဝရဏတရားတွေဆိုတာဖြစ်တာဖြစ်တယ်အကြောင်းပဲဖြစ်တာမဟုတ်ဘူး
မာသတိပဋ္ဌာန်သုံးမှာဓမ္မနုပဒနာအခန်းမှာဖွင့်စေနိဝရဏတရားနဲ့ပတ်သက်ပြီးနိဝရဏပပ္ပနိဝရဏအခန်းဆိုတာအဲ့ဒီမှာ၅ချက်ကိုပြောတာကိုယ်တဏ္ဍမှာကာမိသနာအဘာရဌိနမိတ်တာဩရိစကောဥစဝိသိကိစ္စဆိုတဲ့ဒီနိဝရဏတရားတွေကိုယ်တဏ္ဍမှာရှိသလားမရှိဘူးလားအရင်သိအောင်လို့ရှိတယ်ဆိုရင်ဘယ်လိုဖြစ်လာလဲဘာကြောင့်ဖြစ်လာလဲနော်ဖြစ်လာရင်ဘယ်လိုဖယ်ရှားရမလဲနောက်ဘယ်လိုဖယ်ရှားရင်နောက်ထပ်မဖြစ်တော့တာလဲဆိုဒီအချက်၅ချက်သိပြီဒါဓမ္မနုပဒနာလို့ပြောတာပဲအဲ့တော့နိဝရဏတရားနဲ့ပတ်သက်ပြီးနိဝရဏတရားကိုဖယ်ရှားခြင်းအဆင့်အဓိကတော့အဆင့်30ပေါ့ပထမကနော်ဝိပဿနာဉာဏ်နဲ့ဖယ်ရှားတာတရင်ကဘာနာသမာဓိနဲ့ဖယ်ရှားတာဝိက္ခပနာဘာနာမဉဏ်နဲ့ဖယ်ရှားတာကျတော့သမုစေရဘာနာအဲ့ဒီသုံးခုအဓိကပဲအဲ့ဒါလို့ကိုယ်တဏ္ဍမှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတို့တွေဖယ်ရှားမှသာလေစိတ်ရဲ့အညစ်အကြေးတွေကင်းမှသာလေစိတ်တွေဝိသုဒ္ဓိဒုက္ခတိပါတိကင်္ခာစိတ်ဟာဒီအညစ်အကြေးတွေအခင်းနေမှသာလေကောင်းတဲ့အလားလားဒီဘဝမှာလည်းပဲကောင်းတဲ့အလုပ်တွေလုပ်ဖြစ်မှာဖြစ်တယ်ကောင်းတဲ့အမှုအကျင့်တွေရမှာဖြစ်တယ်စိတ်တန်ရှင်းနေမှကောင်းတဲ့အမှုအကျင့်တွေဖြစ်မှာဖြစ်တယ်ကောင်းတဲ့ဘဝလည်းရောက်မှာဖြစ်တယ်ဒါကြောင့်စိတ်တန်ရှင်းအောင်တို့တွေနိဝရဏတရားတွေကိုဆိုင်ရာအကြောင်းတရားကိုထိထောင်ပြီးတော့ဖယ်ရှားပြရမယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးတော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း